အားလုံးပဲဒီနေ့ဗီဒီယိုမှာတော့စပြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ကောက်လေး live spray လုပ်ပြပါအောင်ဒါမပြခင်တော့ကျွန်တော်မျက်နှာကိုတော့ကျွန်တော်တို့ 40k subscriber ပြီးမှပြမယ်ပေါ့နော်ခဏလေးဝေးရမယ်ကျွန်တော်တို့ရပြီဒီစက်ကတော့ကျွန်တော်တို့မျက်နှာလည်းတိတ်မမြင်အောင်ဆိုတော့ကျွန်တော်တစ်ခုစီစဉ်တာပါတယ်အဲ့ဒါကလည်းဆိုတော့ကျွန်တော်တို့ဒီကောင်နဲ့ချတာပဲစပြပါဘောတော့ဟဲ့ကောင်မင်းကရောအဲ့ရောက်မင်းနာမည်ဘယ်လိုခေါ်လဲငါနာမည်မင်းကသိကြရမလို့လားကြောက်မင်းကငါ့ကိုလောက်တယ်ဘောရောလောက်ချင်အောင်ကမင်းငါ့ကိုလောက်ကြည့်မင်းနဲ့ငါနဲ့တွေ့မှာဟဲ့ရမင်းတော့လောက်တယ်ဘောခလားဟဲ့ရမင်းကလောက်တယ်ဘောဟာဘရိုလေဘရိုနဲ့မင်းတို့တိပိတာပါဘရိုရာဆရာကျော်ဂိမ်းမရဆရာကျော်မလားဟုတ်တယ်လေအဲ့ဒါမင်းငါမျက်နှာမြင်မလားငါမျက်နှာလုံးဝမပြဘူးလေအခုလည်းမျက်နှာမပြတော့ဘူးနော်အပြင်သွားနေပါလို့မျက်နှာမစောတယ်မင်းတို့မျိုးငါရဲ့ fan နေနဲ့တွေ့လို့ရှိရင်ဗါလဲမင်းတို့မျိုးငါရဲ့ fan နေနဲ့တွေ့လို့ရှိရင်ငါရဲ့မျက်နှာကြီးမြင်အောင်မှာဆိုလို့အေးအဲ့ဆိုရအောင်မင်းအစားရောတော့ငါလည်းအိမ်ပြန်တော့မယ်โอเคနော်ဒီနေ့စက်လေးကတော့ဒီလောက်ပါပဲဒါနဲ့ကျွန်တော်ပြောကြရှိတာကျွန်တော်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာမျက်နှာပြမယ်ပေါ့နော်အဲ့ဒီ 40k ဒီကျွန်တော်တို့မဟုတ်ပါဘူးအဲ့ဒါ 40k လည်းလုပ်လိုက်တော့ 40k ဒီစောင့်နေတော့ကျွန်တော်တို့မျက်နှာလာမပြတ်တယ်လို့ဖြစ်သွားမယ်ဒါကြောင့်ပါအခုကျွန်တော်နောက်ဆုံးပိုင်းမှာပန်းနေတဲ့စကားပြောတာပါတယ်ကျွန်တော်မျက်နှာအမလေးတို့အဲ့ဒါဆိုတော့ရတော့ကျွန်တော်မျက်နှာရည်ချွေးထွက်နေပြီဒီမှာပါကျွန်တော်မျက်နှာတွေ့ပြီလားမြာလာတော့မသိဘူးရမယ်လို့တော့ထင်တာပဲကျွန်တော်မျက်နှာဒါအတန်တိုးတယ်မလားအတိတ်တဲ့အချိန်ကျရင်အတန်ကျေအောင်လုပ်ပေးပါမယ်ခင်ဗျာအခုမျက်နှာလေးအိုက်နေပြီအိုက်လေဘုံမလုပ်တော့ပါဘူးအခုတော့ပြောမှာတော့ဒီဗီဒီယိုရဲ့ comment အောက်မှာရေးခဲ့ပေါ့နော်ကျွန်တော်တို့နောက်ဗီဒီယိုမှာကျွန်တော် Q&A လုပ်ပေးမယ်ပေါ့နော်ဒါနဲ့တို့အနေနဲ့ဗီဒီယိုတွေပါတယ်ကိုအတိုက်ချင်တာကျွန်တော်ပြောပြတာအတိုက်ချင်တယ်ဆိုလို့ရှိရင်အေးပါကွာအတိုက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ပြပါမယ် wait a minute နော်ခဏလေးအတိတ်လို့ရတာကျွန်တော်ပြမယ်